အားလုံးပဲမင်္ဂလာပါစွမ်းအား electronic ရဲ့40 year 40 days mini CD ကနေပြီးတော့ပြန်လဲကြိုဆိုပါရစေနောက်ထပ်မေးထားတဲ့မေးခွန်းလေးကတော့မီးအားဝင်130မှာမီးအားမြင့်ပြီး air ဝင်ဖွင့်လို့ရအောင်မီးအားမြင့်ဆက်သုံးလို့ရပါသလားရရင်ဘယ်လောက်အားကိုဝယ်ရမလဲဘယ်လောက် kV ကိုဝယ်ရမလဲလို့မေးထားတဲ့မေးခွန်းလေးဒီမေးခွန်းလေးကိုဖြေပေးရမယ်ဆိုလို့ရင်တော့ဒီမီးအားမြင့်ဆက် kV ရတော့ကျွန်တော်ဒီ 6kV လောက်ဆိုရင်တင့်တော်ပါတယ်ကျွန်တော်ဒီအဝင်မီးအား130မှာဆိုလို့ရင်ဒီ air ဝင်ဖွင့်လိုက်မဲ့အချိန်ပေါ့နော်တခုရှိတာဒီ air ဝင်ဖွင့်လိုက်လို့အဝင်မီးအား130ကနေပြီးတော့မှကျွန်တော်ဒီအောက်ထဲကိုဝစ်ဆင်းသွားတာမျိုးပေါ့နော်130 190ပေါ့နော်ဝစ်ဆင်းဝစ်ပြီးတော့မီးအားမြင့်ဆက်ကအဝင်ရပေါ့နော်မီးအားမြင့်ဆက်အဝင်ကနေပြီးတော့မှဝစ်ကြသွားခဲ့တယ်ဆိုရင်တော့အစင်မပြေဘူးပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ဒီ line မတောင်းတာလို့အသက်မှတ်လို့ရတာပေါ့တခုရှိတာတချို့နေရာတွေမှာဆိုရင်140မှာဆိုလို့ရင် air 1တစ်လုံး line တောင်းတယ်ဆိုလို့ရင်ကောင်းကောင်းသုံးလို့ရပါတယ်130မှာဆိုတော့ကြတော့ line တကယ်တောင်းခဲ့တယ်ဆိုလို့ရင်ဥပမာကျွန်တော်တို့ဒီကြိုးတုတ်တာပိန်နာတွေကိုအဓိကပြောလို့တာမဟုတ်ပါဘူးဒီ transfer နဲ့နီးရဲ့နာပေါ့နော်တချို့ကကျတော့ transfer နဲ့နီးတွေအသုံးအရမ်းများလို့ဘိုးကနည်းနည်းကျသွားတာပေါ့အဲ့လိုနေရာမျိုးတွေကကျတော့ line down နဲ့အသုံးအရမ်းများလို့ဘိုးကျတာပေါ့ကျတဲ့အချိန်ကျတော့အဝင်130မှာမောင်းလိုက်လို့ကျွန်တော် indo လဲပြီးတော့ပေါ့နော်အော်တိုစပြီးတော့မှအော်တိုရုံလိုက်တဲ့အချိန်မှာ130လောက်ရုံကနေအဝင်ရကျသွားမယ်ပြီးရင်ကျွန်တော်130မှာပြန်တန့်သွားခဲ့မယ်ဆိုလို့ရင်တော့သုံးလို့အဆင်ပြေတယ်ပေါ့နော်အကောင်းဆုံးကတော့ကျွန်တော်ဒီ150လောက်မှာဆိုရင်တော့ aircon သုံးရတာပို့ပြီးတော့မှအဆင်ပြေတယ်ပေါ့နော်တခုရှိတာကျွန်တော်တို့ကဒီ130မှာဆိုလို့ရင်လုံးဝသုံးလို့အဆင်မပြေဘူးဆိုရင်တော့မှာပေါ့ကျွန်တော်တို့ဒီနေကင်းဘက်သုံးလို့အဆင်မပြေဘူးဆိုလို့ရင်ကျွန်တော်ညာပိုင်းမှာဆိုလို့ရင်ဒီ150လောက်ပေါ့နော်ဝင်ပြီး150လောက်145 150ဝန်းကျင်လောက်ဆိုရင်တော့အဲ့ချိန်မှာသုံးလို့တော့အဆင်ပြေပဲပေါ့တခုရှိတာကျွန်တော်တို့ဒီမီးအားမြင့်ဆက်ကြီးကိုကျွန်တော်တို့ဝယ်လိုက်လို့ပေါ့နော်ကိုကလုံးဝကိုသုံးကျင်တာမဖြစ်မနေလုံးဝသုံးကျင်တယ်ဆိုလို့ရင်ကြတော့ခုနဒီကျွန်တော်တို့အဝင်လာတဲ့မီးအားနဲ့လည်းအရင်သက်ဆိုင်နေပေါ့နော်သက်ဆိုင်နေတဲ့အတွက်တခုရှိတာကျွန်တော်တို့ဒီရွေးချယ်ရမယ့်ဟာမျိုးဖြစ်သွားမယ်ပေါ့နော်အဝင်မီးအားနည်းတဲ့အချိန်မှာတော့အရင်မတောင်းတဲ့အချိန်ဆိုရင်တော့ကျွန်တော်တို့သုံးလို့မရဘူးပေါ့တက်လာတဲ့အချိန်မှာဆိုရင်တော့ကျွန်တော်တို့သုံးလို့ရမယ်ပေါ့နော်နောက်တစ်ခုကကျတော့ဗာလဲဆိုတော့ကျွန်တော်တို့ဒီဝယ်လိုက်တဲ့ဟာကိုအမှားမဖြစ်ဖို့အတွက်ကိုကျွန်တော်တို့ကုမ္ပဏီကနေပြီးတော့မှအာမခံချက်တစ်ခုပေးထားပါတယ်အဲ့ဒါဗာလဲဆိုတော့ကျွန်တော်တို့သုံးကြည့်လိုက်မယ်သုံးကြည့်လို့ဒီ10ရက်ပေါ့နော်10ရက်စမ်းသုံးကြည့်မယ်စမ်းသုံးကြည့်လို့မှ10ရက်အတွင်းမှာကျွန်တော်သုံးကြည့်လိုက်လို့လုံးဝအဆင်မပြေဘူးကျွန်တော်တို့ ਨੇ ကိုက်ညီမှုမရှိဘူးဒါမှမဟုတ်ကျွန်တော်တို့ကနေကင်းဘက်ပဲသုံးရတယ်ညာပိုင်းဘက်သုံးလို့မရဘူးနေကင်းဘက်ကျလုံးဝသုံးလို့မရဘူးညာပိုင်းမှာပဲသုံးလို့ရတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့လူကြီးမင်းအနေနဲ့အဆင်မပြေဘူးဘာလုပ်တယ်ဆိုလို့ရင်ကျွန်တော်ဒီ Sun Electronic ကို10ရက်အတွင်းမှာဆိုလို့ရင်ဒီဆက်ပြန်ပြီးတော့မှဆက်ကိုပြန်အနံပြီးတော့မှငွေပြေးပြန်ပြီးတော့မှယူဆောင်လာမျိုးလေကျွန်တော်တို့ဒီ Sun Electronic ဘက်ကနေပြီးတော့မှဒီဝယ်ယူသူတွေအတွက် customer တွေအတွက်ကိုနစ်နာမှုမရှိအောင်လို့အမှားခံချက်တစ်ခုအနေနဲ့ပြုလုပ်ပေးထားပါတယ်လူကြီးမင်းတို့အသုံးပြုလို့တော့ဒီမီးအားမြင့်ဆက်များကိုအဝယ်မမားဖို့အတွက် KB အဝယ်မမားဖို့ပြီးရင်အသုံးပြုမဲ့ဆက်အဝယ်မမားဖို့အတွက်ဆိုလို့ရင်လူကြီးမင်းတို့အိမ်မှာအသုံးပြုမဲ့ဒီပစ္စည်းတွေပေါ့နော်ပစ္စည်းတွေရယ်ပြီးရင်သုံးကျင်တဲ့ KB တွေကိုတိတိကျကျလေးဖြစ်အောင်လို့ကျွန်တော်တို့ဒီ Sun Electronic Company ကိုဖုန်းဆက်ပြီးတော့၎င်းကိုယ်တိုင်ကိုကြကျွန်တော် showroom မှာလာပြီးတော့မှမေးမြန်းစုံစမ်းပြီးတော့မှဆွေးနွေးတိုင်ပင်ပြီးတော့လေလာရောက်ဖို့အတွက်လည်းဖိတ်ခေါ်ပါတယ်40 day ရဲ့အစီအစဉ်လေးရာနောက်ရက်တွေလည်းရှိအောင်မှာဖြစ်တဲ့အတွက်သိလို့ရများရှိခဲ့တယ်ဆိုလို့ရင်ကွန်မန့်မှာရေးခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်